အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာเนาะဒီ page ရဲ့ setting ပေါ့เนาะ setting ဆိုတာကျွန်တော်ဒီ profile sorry ဒီ info ပေါ့ page info setting လေးတွေအကြောင်းကိုကျွန်တော်အနေငယ်ပြောပြပေးမယ်နောက်ရက်တွေမှာ professional dashboard အကြောင်း advertise အကြောင်းကိုကျွန်တော်ပြောပြပေးမယ်เนาะဒီတဲမှာလည်းเนาะဒီအဆက်ကလေး30နှိပ်လိုက်ပေါ့ဗျာမြန်လေးသွားမယ်เนาะဒီမှာရှိတဲ့အကွက်သေးကเนาะအရေးကြီးတဲ့အစိတ်ပိုင်းလေးတွေနော်ဟိုတည်တဲ့ဟာလေးတွေကိုကျွန်တော်ပြောပြပေးမယ်ဒီ free course မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ edit ဆိုတဲ့ဟာကိုကျွန်တော်နောက်ဆုံးမှပြောပြမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ page status ကိုပြောပြမယ်ပြီးရင် add action နော် button ဆိုတော့ပြောပြမယ် view your page verify your page ဆိုတဲ့ဟာကိုပြောပြမယ်နောက်ပြီးရင် review post tab တွေပြောပြမယ်နောက်ပြီးရင်ကျွန်တော်ဒီအောက်က copy link ကိုပြောပြမယ်ကိုယ့်ရဲ့ page link ပေါ့နော်အဲ့တော့စမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ page status ပေါ့နော်အဲ့ကိုယ့်ရဲ့ page မှာကကိုကတင်လိုက်တဲ့အခါမှာနော်နီးတာတွေဝါတာတွေကိုဘယ်ကနေပြီးတော့အလွယ်တကူသွားကြည့်လို့ရဆိုတော့ဒီနေရာနေသွားကြည့်လို့ရတယ်ဗျနော် page status ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာအခု icon လေးကိုကြည့်လိုက်နော်ဒီမှာစိမ့်နေတယ်တွေ့လား community center မှာ violation ဆိုတာမရှိဘူးစိမ့်နေတယ်ပေါ့နော်ကိုကအပြစ်တစ်ခုခုကျူးလွန်မိတယ်ဆိုလို့ရှိရင်အောက်ကဒီ recommendation ဆိုတဲ့ဟာလေးကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒီမှာပြပေးလိမ့်မယ်နော်ပြပေးတဲ့အခါကျလို့ရှိရင်ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်စိမ့်နေတယ်ဆိုလို့ရှိရင်ဒါဘာမှပြဿနာမရှိဘူးတခုခုမစိမ့်တော့ဘူးဒါမှမဟုတ်လေတခုခုပြဿနာရှိနေတယ်ဆိုလို့ရှိရင်ဒီအောက်က recommendation လို့ဆိုတဲ့နေရာမျိုးမှာထပ်ပြပေးတယ်သူကအခုဒီမှာကတော့ဘာမှမရှိဘူးပေါ့နော်ဒါကဘာပြစ်ချက်မှမရှိတဲ့ဥစ္စာပြစ်ချက်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာသူက took it down လို့တော့၎င်းเนาะဟိုအကြောင်းပြချက်တစ်ခုခုနဲ့သူကဒီမှာလာပြပေးမှာเนาะဒါက page status ကနေပြီးတော့ကြည့်လို့ရတယ်ပေါ့เนาะအဲ့တော့ပြီးတော့ကျွန်တော်တို့ဒီ monetization နဲ့ပတ်သက်တဲ့ဟာကိုလည်းကျွန်တော်တို့ဒီကနေပြီးတော့ recommendation နဲ့ကနေပြီးတော့ပဲတခါလေးကြည့်လို့ရတယ်เนาะဒီ page မှာဆိုလို့ရှိရင်ဒီကောင်ကဘာကြောင့်ဒီလိုမျိုးဖြစ်နေတာလဲဆိုတော့เนาะအခုမှမနေ့ကမှဖွင့်လာလို့သူက page ရဲ့နဲ့တခါရက်လို့ရှိရင်ဒီ page တွေမှာကပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့Facebook ကသူချမှတ်ထားတာသူကတစ်လအတွင်းမှာဒီ page ကိုကြည့်အောင်စောင့်ကြည့်အောင်ချက်ချင်းမရဘူးเนาะအနည်းဆုံးတစ်လလောက်တော့စောင့်ရမယ်နော် monetize အတွက်ဆိုလို့ရှိရင်ကိုကကြိုးစားပန်းစားနဲ့ run မယ်ဆိုလို့ရှိရင်တော့တစ်လအတွင်းမှာ तू ကစောင့်ကြည့်အောင်ပါเนาะအဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ပြီးတော့မနေ့ကမှဖွင့်ထားတာလည်းပါတယ်เนาะအဲ့အတွက်ကြောင့်နေဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ဒါကတော့နောက်မှကျွန်တော် monetization ကိုလည်းဟိုမှာprofessional dashboard မှာပြောရင်းနဲ့ကျွန်တော်အသေးစိတ်ပြောပြပေးမယ်เนาะဒါကတော့ဒီ page status နဲ့ပတ်သက်ပြီးတော့အသေးနည်းနည်းလေးနားလည်မယ်ထင်တယ်เนาะပြီးသွားရင်ကျွန်တော်တို့ဒီမှာ add action button ဆိုတာကเนาะကျွန်တော်တို့ account လေးကိုနှိပ်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဟိုမှာထည့်ခဲ့တယ်လीเนาะဟိုဒီမှာ sorry ထည့်ခဲ့တာမဟုတ်ကျွန်တော်တို့ဒီmessage တို့ဘာလို့ညာတို့ကိုယ့်ရဲ့ဒီ page တွေကိုဝင်လိုက်တဲ့အခါကျလို့ရှိရင် message ပို့ခြင်းတဲ့သူတွေဘာတွေညာတွေပေါ့เนาะအဲ့ဒီဥစ္စာကိုကျွန်တော်တို့ကပြောင်းလို့ပြုလို့ရတယ်အဲ့ဒါကိုဘယ်လိုပြောင်းရမလဲဆိုလို့ရှိရင်ကိုကဘာထားခြင်းလဲပေါ့เนาะ edit button လေးကိုနှိပ်လိုက်နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် WhatsApp က message ကိုတခါတည်းကိုကဒါပေမဲ့ WhatsApp တို့ဘာလို့ညာတို့ကတွဲထားရမယ်ပေါ့နော် email ကိုဓာတ်ရိုက်ပို့စေချင်တာလားနော်ဟိုဒါမှမဟုတ်ဒီ website တစ်ခုခုကို contact လုပ်ချင်တာလားပေါ့နော်အစရှိသဖြင့်ပေါ့နော်အစရှိသဖြင့်ဒီကျွန်တော်တို့ကဒီမှာချက်ရွေးချယ်လို့ရတယ်ဒါပေမဲ့များသောအားဖြင့်ရွေးချယ်တာကတော့ကျွန်တော်တို့ဒီ message ကိုပဲရွေးချယ်တာများတယ်နော်အဲ့တော့ကျွန်တော်ဒီ message လေးကိုနှိပ်ပြီးတော့save လိုက်ပေါ့နော် save လိုက်လို့ရှိရင်သူကဒီမှာကိုယ့်ရဲ့ page ကိုဝင်ကြည့်တဲ့အခါကျလို့ရှိရင်စာပို့ခြင်းတဲ့လူတွေပါညာရဆိုလို့ရှိရင်စာပို့လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်ထွက်လိုက်မယ်နော်ပြန်ထွက်ပြီးသွားတဲ့အခါကျတော့ကျွန်တော်နောက်ထပ်တစ်ခုက verify your page ဆိုတာဒါဘလူးမဲ့လျှောက်တာကိုပြောတာဒါကတော့လွယ်လွယ်ကူကူနဲ့မရဘူး page တွေမှာနော် page တွေမှာလွယ်လွယ်ကူကူနဲ့မရဘူးဟိုသူကအရင်ဆုံးဒီမှာ white list ဆိုတာတင်ထားရတယ်အဲ့ဒီကိုယ့်ရဲ့ရှောက်မဲ့ admin account ကလည်းနော်သူ့ရဲ့ eligible ဖြစ်တဲ့ဒီဥစ္စာမှာရှိနေဖို့လိုအပ်တယ်အရေးကြီးတယ်ပေါ့နော်နောက်ပြီးကြတော့အဲ့တချို့ဆိုလို့ရှိရင် ID တင်ခိုင်းတာတော့ဘာလို့ရှိတယ်ဒါကတော့ဘုသူတအနေနဲ့ပဲကြည့်လိုက်ပါနော် okay ကိုနှိပ်ပြီးတော့ကျွန်တော်ပြန်ထွက်လိုက်မယ်နော်ပြီးသွားပြီဆိုလို့ရှိရင်နော် review post and tag ဆိုတာကနော်ကျွန်တော်တို့ဒီမှာကိုလာပြီးတော့တခြားတစ်ယောက်ကနော်ကိုယ့်ရဲ့ဒီ page ရဲ့ name ကိုအခုဒီ page name ဆိုလို့ရှိရင် social knowledge test ပေါ့နော် social knowledge test ဆိုပြီးတော့ကိုကတက်လုပ်ဖို့မပိတ်ထားဘူးပေါ့နော်မပိတ်ထားတဲ့အခါကျလို့ရှိရင်တက်တွဲလို့ရတယ်အဲ့အခါကျရင်ဒီနေရာတွေမှာပေါ်တယ်နော်ပေါ်တဲ့အခါကျရင်ကျွန်တော်တို့ကဘယ်လိုမျိုး
လောက်လို့ရတယ်လဲဆိုလို့ရှိရင်နော်ကိုယ်လာပြီးတော့တက်တွဲတယ်ကိုကမကြိုက်ဘူးဆိုလို့ရှိရင်ကိုက cancel တာတို့ delete တာတို့အဲ့တက်တွဲတာကိုဖြုတ်တာတို့လုပ်လို့ရဒါမှမဟုတ်လေလုံးဝအသေးပိတ်ထားတယ်လေရတယ်နော်အဲ့လိုမျိုးလေရတယ်နော်ဒါတွေကတော့ကျွန်တော်အသေးစိတ်ပြောပြမနေတော့ကိုယ့်ဘက်ကိုလည်းနည်းနည်းလေ့လာပါနော်အဲ့တော့နောက်တစ်ခုက page ရဲ့ link ဒီ page ရဲ့ link ကတော့အရေးကြီးတယ်နော်အရေးကြီးတယ်ဆိုတာကျွန်တော်ဒီနေရာမှာနော်ဒီနေရာလေးမှာအခုကဏ္ဍနေဖြစ်နေတယ်ပေါ့နော်အဲ့ကဏ္ဍနေဖြစ်နေတဲ့ဟာကိုကျွန်တော်ရှင်းရှင်းလင်းလင်းဖြစ်အောင်ပြဒီနေရာလေးမှာကဏ္ဍနေဖြစ်နေအဲ့ကဏ္ဍနေဖြစ်နေတဲ့ဟာကိုကိုယ့်ရဲ့အခုဥမာကျွန်တော်ရဲ့ page ကိုဝင်ကြည့်လိုက်လို့ရှိရင်အဲ့မှာ set count တက်ဆိုပြီးရရှိတယ်အဲ့ဒါဘယ်လိုပြောင်းလဲရလဲဆိုရင် user name ကိုပြောင်းလဲတာလို့ခေါ်တယ်အဲ့ user name ပြောင်းလဲပုံပြောင်းလဲနည်းကိုလည်းကျွန်တော်တင်ပေးမယ်နော်နောက်ထပ်တစ်ပုဒ်မှာတင်ပေးမယ်နော်အခုလောဆယ်တိထားမှာကကျွန်တော်တို့ဒီ page ရဲ့ link ဒီအရေးကြီးတယ်ဘယ်လိုအရေးကြီးတာလဲဆိုရင်ကိုယ့်ရဲ့ page ရဲ့ link ကိုယူထားတာတော့လကော copy ယူပြီးတော့ပေါ့နော် copy ယူပြီးတော့ကိုက note file ထဲမှာထည့်ထားတာတော့လကောထည့်ထားတယ်ဘာလို့ဆိုတော့တချို့ကြတော့ကိုယ့်ရဲ့ page ကိုဟတ်သွားတာမျိုးတွေကြုံဟတတ်တယ်နောက်ထပ်တစ်ခုကကြတော့ကျွန်တော်တို့ဘယ်နေရာတွေမှာအသုံးဝင်လဲဆိုတော့ကိုယ့်ရဲ့ page ကို YouTube မှာကိုကတွားပြီးတော့ထည့်ချင်တာပေါ့နော်ထည့်ချင်တယ်ဆိုတာYouTube ထဲမှာထည့်လို့ရတယ်လေကိုယ့်ရဲ့ Facebook ကဘယ်ဟာပါနော်ကိုယ့်ရဲ့ TikTok ကဘယ်ဟာပါဆိုပြီးတော့ကျွန်တော်ထည့်လို့ရတဲ့နေရာတွေရှိတယ်နော်အဲ့လိုထည့်လို့ရတဲ့နေရာတွေမှာလည်းကျွန်တော်ထည့်ချင်တယ်ဆိုလို့ရှိရင်ဒီကကိုယ့်ရဲ့ page ရဲ့ link ကိုယူပြီးတော့အလွယ်တကူထည့်လို့ရတယ်ပေါ့နော်ဒါကတော့ဒါဒီနေ့မှာတော့ဒါဒီ page setting ဆိုတဲ့အမှန်တကယ် page setting ဆိုတာဒီ page setting က info setting ပေါ့နော် info setting ကိုပြောတော့ sorry ကျွန်တော်ဒီမှာ edit ပြောဖို့မိကြံခဲ့တယ်เนาะဒီ edit လေးကိုကျွန်တော်အမြင်ပြောပြလိုက်မယ်เนาะအဲ့တော့ကိုယ့်ရဲ့ဒီ edit page တွေကိုကျွန်တော်တို့ဝင်လိုက်မယ်ဆိုလို့ရှိရင်เนาะဒီမှာ profile ပုံတွေကိုယ့်ဘက်ကိုပြန် change လို့ရတယ် avatar တွေကျွန်တော်လုပ်လို့ရတယ်เนาะဒီမှာ cover photo တွေကျွန်တော်တို့ပြောင်းလို့ရတယ်เนาะအောက်ကိုဆွဲကြည့်မယ်အောက်ကိုဆွဲကြည့်လိုက်လို့ရှိရင်ကျွန်တော်ခုနကတော့စဖွင့်တော့ပြောခဲ့တဲ့ biography ပေါ့เนาะကိုထည့်ခြင်းနဲ့စာသားကိုထည့်လို့ရတယ်အခုဒီမှာကျွန်တော်တို့က category မှာ digital creator လို့ကျွန်တော်တို့ရွေးချယ်လိုက်ခဲ့တဲ့အတွက်ဒီမှာပြသပေးတာ digital creator ဆိုပြီးပြသပေးတယ်အဲ့ဒါကို edit ပြီးတော့ကျွန်တော်တို့ပြန်ပြီးပြောင်းလို့လည်းရတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ always open ဖွင့်လာတာဒါမှန်တယ်เนาะ always open ပဲကိုယ့်ရဲ့ page ကိုအမြဲတမ်းဖွင့်လာရမယ်ကျွန်တော်တို့ကဈေးရောက်နေတဲ့သူတွေမဟုတ်ဘူးနော်ဈေးရောက်နေတဲ့လူတွေဆိုလို့ရှိရင်တော့တမျိုးပေါ့ company လုပ်ငန်းရှင်တွေနော် business ဒီလုပ်ငန်းအကြီး company တွေဆိုလို့ရှိရင်စနေတနင်္ဂနွေပိတ်တာတို့ဘာလို့ဆိုလို့ရှိရင်တော့ standard hour နဲ့ကျွန်တော်တို့ထားပြီးတော့သုံးလို့ရတယ်အဲ့ဒီအခါကြလို့ရှိရင် page မှာကျွန်တော်တို့ messenger ဒီ automatic messenger တွေပါဟိုစပြန်တာတို့ဘာလို့မှာအဲ့ဒါသုံးဝင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က content creator ဖြစ်တဲ့အတွက်ကြောင့် always open လုပ်ထားတာပို့ပြီးတော့ကောင်းတယ်နော်အဲ့တော့ကျွန်တော်ဒီမှာ review တွေရှိမယ်ဖုန်းနံပါတ်အစရှိသပြောဒါတွေကတော့ကိုယ့်ဘက်ကိုလည်းလေ့လာပါနော်ဒါတွေကဘာမှခရင်တဲ့ຢာတွေမဟုတ်ဘူးเนาะကျွန်တော်ပြင်ခြင်းနဲ့ပြုတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ edit ကိုဝင်ပြီးတော့ပြင်လို့ရတယ်နောက်ထပ်တစ်ခုကကျွန်တော်ဒီအောက်ဆုံးကပေါ့เนาะ edit your about info ဆိုတာကိုနှိပ်ပြီးတော့လေကျွန်တော်တို့ဝင်လို့ပြင်လို့ရတယ်ပေါ့ဒီ page ကတစ်ခုလုံးရဲ့ဒီလိုမျိုးဥစ္စာလေးတွေကိုပေါ့เนาะအဲ့တော့ဒါ edit page ဆိုတာတော့ဒါကိုပြောတာเนาะဒီ free course မှာတော့ကျွန်တော်ဒီဥစ္စာကိုဒီလောက်ပဲပြောပြပေးမယ်เนาะနောက်ထပ်ကြံတဲ့ဒီ professional dashboard အကြောင်းရယ်เนาะ advertise အကြောင်းရယ်เนาะအဲ့ဒါကိုကျွန်တော်နောက်ရက်ဒီမှာ video ထပ်လုပ်ပေးမယ်နောက်တစ်ခုကကျွန်တော်ခုနကပြောတာကြံခဲ့တာuser name ပြောင်းဖို့เนาะ page user name ပြောင်းနည်းလေးရယ်အဲ့ဒါလေးကိုတော့ကျွန်တော်ပြောပြပေးမယ်เนาะပြောပြပေးမယ် video အနေနဲ့ထည့်ပေးမယ်ပေါ့เนาะအားလုံးအဆင်ပြေကြပါစေခင်ဗျ